မြန်မာနိုင်ငံမှာတရားမျှတမှုကိုတကယ်ပဲပိတ်ဆန်ပေးပြီးဝယ်လို့ရနေပြီလားဒါကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပါဆိုတော့ဒီနေ့မှလေတို့ဒီတရားစီရင်စနစ်ထဲမှာအမျက်တွယ်နေတဲ့အဂတိလိုက်စားမှုပြဿနာအကြောင်းကိုနည်းနည်းရှင်းရှင်းကြည့်ကြရအောင်ဒီတော့ကိန်းကနန်းတွေရောတကယ်ဖြစ်မှန်ဇလန်းတွေကိုပါသုံးသပ်ပြောပြသွားမှာပါဘာလို့လဲဆိုတော့လေဒီကိန်းကနန်းတွေရဲ့နောက်ွယ်မှာလူတွေရဲ့ခန်းစားချက်တွေနစ်နာမှုတွေအများကြီးရှိနေလို့ပါပဲကဲကိန်းကနန်းတစ်ခုနဲ့အရင်စကြည့်အောင် Transparent International အဖွဲ့ရဲ့2019ခုနှစ်အစီရင်ခံစာရဆိုရင်မြန်မာနိုင်ငံဟာအဂတိလိုက်စားမှုညွန်ကိန်းမှာနိုင်ငံပေါင်း180တဲ့ကအဆင့်130မှာရပ်တည်နေပါတယ်ဒီနံပါတ်တစ်ခုတည်းကကိုပဲပြဿနာရဲ့အတိုင်းအကိုအများကြီးပြောပြနေသလိုပါပဲဒါပေမဲ့လေအဆင့်130ဆိုတဲ့ခဏန်းကဇလန်းအပြည့်အစုံတော့မဟုတ်သေးဘူးပေါ့အဲ့ဒီခဏန်းတွေရဲ့နောက်ွယ်မှာတာမန်ပြည်သူတွေရဲ့ဘဝကိုဒီအဂတိလိုက်စားမှုကဘယ်လိုမျိုးတိုက်ရိုက်ထိခိုက်နေတယ်လဲဆိုတာကိုပြောပြနေတဲ့တကယ်အဖြစ်အပျက်တွေနာကျင်စရာဇလန်းတွေအများကြီးရှိနေတယ်ဆိုတော့ဒီပြဿနာကဘလောက်အထိကြီးမားပြီးအမျက်တွယ်နေပြီလဲကဲပထမဆုံးအနေနဲ့တရားစီရင်ရေးကဏ္ဍမှာအဂတိလိုက်စားမှုကဘလောက်တောင်ကြက်ပြန့်ဖြစ်နေတယ်လဲဆိုတာကိုအချက်အလက်ဒီနဲ့တစ်ချက်လေးလာကြည့်ကြရအောင်ဟုတ်ပြီဒီမှာပြထားတဲ့ကိန်းဂဏန်းတွေကိုတစ်ချက်ကြည့်လိုက်ရအောင်တကယ်ကိုအံ့ဩစရာကောင်းပါတယ်2014ကနေ2019အဲ့ဒီ9နှစ်အတွင်းမှာလီအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတိုင်စာပေါင်း14000ကျော်လုံးရောက်ခဲ့တဲ့အဲ့ဒီထဲမှာတရားစီရင်ရေးကဏ္ဍနဲ့ပတ်သက်တဲ့တိုင်ကြားမှုက3900ကျော်ဒါပေမဲ့တကယ်လည်း AU နိုင်ခဲ့တဲ့အမှုအရေးအတွက်ကဘယ်လောက်ရှိလဲဒီလား50မှုပဲရှိခဲ့တာ3900ကျော်တိုင်တာကို50မှုပဲအရေးယူနိုင်တယ်ဆိုတော့အဲ့ဒီကြားကကွာဟာချက်ကဘယ်လောက်တောင်ရှိမှနေတယ်လဲဆိုတာစဉ်းစားတာကြည့်ပါတော့အရေးယူမှုတွေဒီလောက်နည်းနေတာပါကြောင့်လေဒါကအဓိပ္ပာယ်ဖွင့်ဆိုပုံနဲ့များသက်ဆိုင်နေမှာလားကောင်းပြီတရားစီရင်ရေးအကတိလိုက်ဆောင်မှုဆိုတဲ့စကားလုံးကိုနိုင်ငံတကာမှာရောမြန်မာနိုင်ငံရဲ့ဥပဒေမှာပါဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတယ်လဲဆိုတာကိုဆက်ပြီးကြည့်ကြရအောင်နိုင်ငံတကာဖွဲ့စည်းတဲ့ကတော့အကတိလိုက်စားမှုဆိုတာကိုရေးပြရအဖြစ်ကိုအနှင်းထားရဲ့အာဏာကိုကျိုးအထအလွဲတုံးစားလုပ်တာလို့ကြေပြန့်သတ်မှတ်ပါတယ်မြန်မာနိုင်ငံရဲ့2013ခုနှစ်ဥပဒေမှာတော့အာဏာပိုင်ရာထူးကိုအလွဲသုံးစားလုပ်တာကိုပို့ပြီးတော့တိတိကျကျအဓိကထားပြီးဖော်ပြထားတာကိုတွေ့ရပါတယ်။အဲ့ဒီတော့ဒီပြဿနာကတရားသူကြီးကြီးယောက်ထဲရဲ့ကိစ္စမဟုတ်တော့ဘူးဆိုတာရှင်းပါတယ်။တရားသူကြီးတွေဥပဒေအရာရှိတွေရေးတွေရှိနေတယ်တရားရုံးဝန်ထမ်းတွေနောက်ဆုံးအမှုပွဲစားတွေအထိပါဝင်ပတ်သက်နေတဲ့ကွန်ရက်တစ်ခုလိုဖြစ်နေတာပါ။ဒီလိုကွန်ရက်ကြီးတစ်ခုကလက်တွေ့မှာဘလို့အလုပ်လုပ်နေတာလဲ။အဂတိလိုက်စားမှုရဲ့လှုပ်ဆောင်မှုတွေကိုတကယ်ဖြစ်ရမှန်အမှုရင်းနဲ့ညင်ကြီးလဲလာကြည့်ကြရအောင်။ယူတော်တော်မြတ်မြတ်သိကြတဲ့လူရွှင်တော်အောင်ရဲထွေးရဲ့အမှုကိုပြန်ကြည့်ကြရအောင်။ဒီမှာပြထားတဲ့အချိန်မှတ်တမ်းအတိုင်းပဲပေါ့။အမှုကပုံမှန်တိုင်းစစ်ဆေးနေရင်ကနေရုတ်တရက်ကြီးတန်တရားချစ်စရာကောင်းလောက်အောင်အမှုကိုပြန်ရုပ်သိမ်းလိုက်တယ်။အဲ့ဒီအချိန်မှာပြည်သူတွေရဲ့ဒေါက်တာပေါက်ကွဲမှုတွေအကြီးကျယ်ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်ဆက်တွဲအနေနဲ့ရန်ကုန်တိုင်းဥပဒေချုပ်ပါဝင်တခြားရရှိတွေလာစားမှုနဲ့တရားစွဲဆိုခံထရတယ်။ဒါကပြည်သူတန်းတဲ့ဖျားကဘလောက်တောင်အရေးပါတယ်ဆိုတော့ကိုပြလိုက်တဲ့ဓာတိကတစ်ခုမှပဲအောင်ရထွေးအမှုလိုလူသိရှင်ကြားဖြစ်ရတဲ့အပြင်နေ့စဉ်ဘဝမှာလည်းအဂတိလိုက်စားမှုတွေကပုံစံမျိုးစုံနဲ့ရှိနေပါတယ်အဖြစ်အများဆုံးပုံစံတစ်ခုကတော့ရဲတပ်ဖွဲ့ဝင်တချို့ကသူတို့ရဲ့အာဏာကိုတုံပြီးစစ်ဆေးရေးကစ်လိုနေရာမျိုးတွေမှာအရက်သားတွေစီကငွေညွှတာမျိုးပေါ့ပြီးတော့ရလာတဲ့ပတ်စံကိုလည်းအထက်အရာရှိတွေနဲ့ပြန်ခွဲဝေယူကြတာမို့ဒါကစနစ်တကျလည်းပတ်နေကွန်ရက်တစ်ခုလိုတော့ထင်နေပါတယ်ကဲဘာကြောင့်ဒီလိုအဂတိလိုက်စားမှုတွေဖြစ်နေရတာလဲသူတေသနာတစ်ခုမှဖြေကြားဖဲတဲ့တရားသူကြီးတဦးရဲ့အမြင်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။သူကအဂတိလိုက်စားမှုဆိုတာစနစ်ကြောင့်ချီပဲမဟုတ်ဘဲနဲ့တဦးချင်းစီရဲ့ကိုချင်းတရားပြည့်ရွေးမှုကြောင့်ဖြစ်တာလို့ရှုမြင်ထားတယ်။ပြောရရင်လောဘဒေါသကြောက်ရွံ့မှုနဲ့မောဟဆိုတဲ့အကြောင်းတရားတွေကြောင့်ပါတယ်။တဦးချင်းစီရဲ့ကိုချင်းတရားအပီနောက်ထပ်လက်တွေ့ကျတဲ့တွန်းအားတစ်ခုလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ငွေနှဲပါမှုပါပဲ။တရားသူကြီးတွေနဲ့ရဲဝန်ထမ်းတွေရဲ့လက်စင်လာစားဟာအမေရိကန်ဒေါ်လာ900ဝန်းကျင်ပဲရှိတဲ့အချိန်မှာလာငွေတစ်ကျင်းနဲ့ကနေသူတို့ရနေတဲ့ငွေကအဲ့ဒီလာစားထက်အစားပေါင်းများစွာပိုများနေတတ်ပါတယ်ဒီချက်ကလည်းအဂတိလိုက်စားဖို့အတွက်ကြီးမားတဲ့တွန်းအားတစ်ခုဖြစ်နေတာပေါ့အန်အောစရာကောင်းတာကအဂတိလိုက်စားမှုရဲ့သားကောင်ဟာပြည်သူတွေချီးပဲမဟုတ်ပါဘူးစနစ်အတွင်းမှာကိုပဲအထက်အရာရှိတွေကလက်အောက်ဝန်ထမ်းတွေအတွက်ရတင်ရထိုက်တဲ့ထောက်ပံ့ကြေးတွေကိုခေါင်းပုံထက်တာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်ဒါကအချင်းချင်းအပြန်လန်ခေါင်းပုံထက်နေကြတဲ့တန်တရားလည်နေတဲ့စနစ်ဆိုးကြီးတစ်ခုကိုဖြစ်ပေါ်စေတာပေါ့စနစ်အတွင်းမှာတော့ဒီလိုအပြန်လန်ခေါင်းပုံဖြတ်မှုတွေရှိနေနေဆိုရင်တာမန်ပြည်သူတွေအပေါ်ကြတော့ဒီစနစ်ရဲ့တရောက်မှုကဘလောက်တောင်ဆိုးရွားနိုင်မလဲအတူတူစစ်ကြည့်ကြအောင်ကဒီမှာကြည့်လိုက်ရင်ဥပဒေစာအုပ်ထဲကအာမခံချက်တွေနဲ့တကယ်လက်တွေ့ဘဝကြာကကွာဟာချက်ကတော်တော်ကြီးနေတာကိုတွေ့ရပါမယ်ဥ
ဥပဒေအရလူတိုင်းဟာတန်းတူညီမျှဖြစ်လာမယ်လို့ဆိုထားပေမဲ့လက်တွေ့မှာတော့တရားမျှတမှုဆိုတာငွေနဲ့အာဏာရှိတဲ့သူတွေဘက်ကိုပဲယိမ်းနေတတ်ပါတယ်။ဒါကြောင့်ဒီပညာရဲ့ဆိုင်ရာစာတမ်းတုကနေကောင်းလို့ထားတဲ့ဒီစကားဒီတင်ဆက်မှုတစ်ခုလုံးရဲ့အဓိကအချက်ပါပဲ။ရှင်းရှင်းလေးပါအကတိလိုက်စားမှုရှိနေရင်လူအခွင့်အရေးတွေဖြောက်ကွယ်သွားတယ်ဆိုတာပါပဲ။ဒီအချက်ကိုမောင်တော်စင်ရဲ့မိဘနှပါရဲ့ဇလန်ကသတိပြနေပါတယ်။ဥပဒေအကြောင်းနားမလည်အားကိုးရမရှိတဲ့သူတို့ဟာတားဖြစ်သူအထက်အတိုးကြီးနဲ့ငွေတွေချေးပြီးလာထိုးခဲ့ရတယ်။နောက်ဆုံးတော့သူတို့မှစိတ်ဖိစီးမှုတွေစိတ်ကြယောဂါတွေနဲ့အတူစီးပွားရေးပါပျက်စီးဆုံးရှုံးခဲ့ရတယ်။တရားမျှတမှုအတွေ့ပြည့်ဆက်လိုက်ရတဲ့တန်ဖိုးကအယမ်းကိုကြီးမားလွန်ခဲ့ပါတယ်။ဆိုတော့လေမောင်တော်စင်တို့မိသားစုလိုဖြစ်တဲ့တစ်ခုပြစ်တစ်ခုများလာတဲ့အခါဒါကကြိုးချင်းရကြေကွဲစရာဇလံဖြစ်ကနေတရားစီရင်စနစ်တစ်ခုလုံးအပေါ်မှာပြည်သူတွေရဲ့ယုံကြည်မှုပျက်ပြားသွားတဲ့အချက်တဲဖြစ်ကိုဘယ်လိုကူးပြောင်းသွားသလဲဆိုတာကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်ကြရအောင်။ဒီပြဿနာကအောက်ခြေအဆင့်မှာပဲရှိတာမဟုတ်ဘူးဆိုတာကိုဒီအချက်လက်တွေကတတ်သိပြနေပါတယ်။မကြသေးခင်ကပဲပြည်ထရေးဝန်ကြီးဟောင်းလို့အထူးသတင်းတပ်ဖွဲ့မှုဟောင်းလို့ထိတ်တန်းအရာရှိကြီးတွေတောင်မှအကတိလိုက်ဆောင်မှုနဲ့ထောင်နိုင်တွေကြခံခဲ့ရတာကိုတွေ့ရပါတယ်။ဒါကအကတိလိုက်ဆောင်မှုဟာအလွာပေါင်းစုံမှာဘလောက်တောင်အမြင့်တွယ်နေပြီလဲဆိုတာကိုမိမောင်းထိုးပြနေတာပါပဲ။နောက်ဆုံးမှာတော့ဒီလိုကျေပြတ်လာတဲ့အကတိလိုက်ဆောင်မှုရဲ့အကြီးမားဆုံးနဲ့အဆိုးရွားဆုံးတရားမှုကတော့ပြည်သူလူထုရဲ့တရားစီရင်ရေးစနစ်အပေါ်ယုံကြည်ကိုးစားမှုလုံးဝပဲစီးသွားတာပါပဲ။ဥပဒေမဲ့နေပြီးလို့ခန်းစားလာရပြီးတရားမျှတမှုကဘယ်နေရာကမှအားကိုးစရာမရှိတော့ဘူးဆိုတဲ့ခံစားချက်မျိုးကိုဖြစ်ပေါ်စေပါတယ်။ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းတစ်ခုချန်ထားခဲ့ခြင်းပါလေ။ဥပဒေကိုစောင့်ရှောက်ရမယ့်သူတွေကိုယ်တိုင်ကအချင်းပြတ်ချစားနေပြီဆိုရင်တာမန်ပြည်သူတွေကိုရောဘယ်သူကစောင့်ရှောက်ပေးနိုင်ကုန်ပါလဲ။ Audio Jungle. Audio Jungle.